အစီပြားလေးပဲနာသမားအတွက်တဘာဝစီးနီးလေးမျှဝေပေးကြပါတယ်နော်ဒီနီးလေးကတော့မွန်ကြီးအရင်တုန်းကတင်ထားပူပါတယ်ရှင်အဲ့တော့လေးပဲနာသမားတွေဖြစ်တဲ့အစီပြားလေးပဲနာပိုးလေးပဲနာသွေးလေးပဲနာနှလုံးလေးပဲနာပေါ့နော်အဲ့ဒီကလေးပဲနာသမားများအားလုံးဒီဟောဒီကဂွေးတော့ရွက်ကလေးကိုအသုံးပြုလို့ရပါတယ်ဂွေးတော့ရွက်ကိုတချို့ကမေးတယ်ဆရာမအပွင့်နေပွင့်တဲ့အချိန်မှာအပွင့်လေးတွေအဖူးလေးတွေအငုံလေးတွေကိုစားလို့ရလားဆိုတော့ရပါတယ်နော်အဲ့ဒါလေးတွေစားလို့ရပါတယ်ပြုလို့ရမယ့်နီးလေးကတော့ဂွေးတော့ရွက်ကလေးကိုကြက်ဥလေးနဲ့အမွန်ကြီးတို့ကတစ်နေ့တစ်နှက်နှုံးလောက်ပေါ့နော်တနေ့ုံတစ်ချိန်လောက်ပုံမှန်လေးစားပေးနေမယ်ဆိုလို့ရှိရင်လေးဘက်နာကြောင့်ခံစားရတဲ့ဝေဒနာတွေကတဖြည်းဖြည်းနဲ့တိတိတတ်တာပျောက်ကင်းနေပေါ့နော်အဲ့တော့ကိုကမကြိုက်လို့မစားခြင်းဘူးလို့နေ့တတူကစားလို့ညှိငွေလာလို့မစားခြင်းဘူးလို့တော့မလုပ်နဲ့ပေါ့နော်ကိုဒီဘာဖြစ်ချင်တာလဲဝေဒနာတတ်တာချင်တာလေနော်တတ်တာရကနေမှပျောက်ကင်းချင်တာဆိုတဲ့အခါကျတော့အချိန်ပေးပြီးတဲ့အခါကျတော့စားပါလင်း9ရက်နဲ့မပျောက်ပါဘူးနော်လင်း9ရက်နဲ့တတ်တာလို့လည်းခဏပဲရမယ်မပျောက်ပါဘူးအဲ့အတွက်ကြောင့်အချိန်ပေးပြီးတော့တစ်လ9သတင်း2လတန်ဒီ3လတန်ဒီနေ့တိုင်းလေးစားပေးပါလို့အဲ့လိုလေးစားပေးသွားမယ်ဆိုရင်ဝေဒနာသမားတွေเนาะအဲ့ကလေးဘက်နာဝေဒနာသမားတွေဒီမွန်ကြီးတို့တိတိတတာနဲ့တတပျောက်ကင်းသွားမှာပါတခြားသိကျင်တဲ့ဆေးနည်းလေးများရှိရင်လည်းမေးမြန်းခဲ့လို့ရပါတယ်เนาะအဲ့တော့မွန်ကြီးစီမှာတော့အရေးပြားလေးဘက်နာသမားတောက်เสียဆေးလေးတော့မရှိပါဘူးရှင်စိန်နှန်းတော်လေးကဆိုလို့ရှိရင်မွန်ကြီးတို့ကအရေးပြားလေးဘက်နာသမားတောက်သုံးလို့တော့မရပါဘူးရှင်သွေးလေးဘက်နာနဲ့ပိုးလေးဘက်နာသမားပဲတောက်သုံးလို့ရပါတယ်အဲ့တော့အရေးပြားလေးဘက်နာခံစားနေရလေဆရာမရေကျမတော့ဝေဒနာတွေလားတတခြင်းနေဆိုလို့ရှိရင်တော့မွန်ကြီးစီမှာလိမ့်စီလေးပဲရပါတယ်ရှင်လိမ့်စီလေးလိမ့်ကျင်နေဆိုလို့ရှိရင်နော်ဒီကဟာဘယ်ဂျယ်လေးဒီကြွက်သားလေးတွေနာကျင်တာလေးကအစတတ်တာစေတဲ့နော်အလွန်အင်မတန်မှအေးမြတော့ဂျယ်လီလိမ့်စေးလေးဖြစ်တဲ့အတွက်ကြောင့်သူ့ကိုသုံးဆွဲကျင်နေဆိုရင်တော့ဆက်သွယ်မေးမြန်းပြီးတော့မှာယူလို့ရပါတယ်နော်ဝေဒနာနဲ့ဆေးအနာနဲ့ဆေးတွေ့ပြီးတော့အမြဲကျန်းမာပျော်ရွှင်ကြပါစေရှင်ယေရှုတင်ပါတယ်ရှင်